ရားလောင်းဟာသားတော်ရာဟုလာနဲ့ရတော်ရရာတို့ကိုစွန့်ခွာပြီးတော့တောထွက်သွားတာအကျဉ်းနာမဲ့လို့တချို့ကထင်ကြမကျဉ်းနာဘူးလို့ထင်တယ်မဟုတ်ဘူးမြတ်စွာဘုရားရဲ့ကျဉ်းနာမှုကအများတဲ့ပို့ပြီးတော့လေးနဲ့တယ်ဘေးကပုဂ္ဂိုလ်တွေကကျဉ်းနာတာကိုမိသားစုလေးပေါ်မှာဒါကိုကျဉ်းနာတာမြတ်စွာဘုရားရဲ့အကျဉ်းနာတရားကဘယ်ပေါ်ထိအောင်ရှိတော့တတဝါအားလုံးပေါ်မှာထားတယ်ဒီမိသားစုအမေနဲ့သားမွေးခါစားလေးကိုပြစ်ထားခဲ့တာဟာသူတို့ရောက်ရမယ့်ဆင်းရဲဒုက္ခတွေကိုမရောက်အောင်ငါလမ်းရှာမယ်ဆိုတဲ့စိတ်ကူးနဲ့သူတို့ပေါ်မှာခိတ္တတွေ့တာမှုတွေကိုဖယ်ရှားလာတာဟာရက်ဆက်တဲ့အနေနဲ့ဖယ်ရှားတာမဟုတ်ဘူးအမှန်တန်မွန်မြတ်တဲ့စိတ်ဓာတ်နဲ့ဖယ်ရှားမတူဘူးဟုတ်ကလားဘေးကနေကြည့်မယ်ဆိုလို့ရှိရင်ရက်ဆက်တာဘုရားဝင်ဖတ်ပြီးတော့အဲ့ဒါလိုပြောတဲ့လူပါရှိသေးတယ်နော်ဒါဘယ်သူကထင်တော့ဆိုလို့ရှိရင်ဒေဝရတ်ကလည်းအဲ့လိုထင်တာပဲရတော်ရရဲ့မောင်အရင်ခေါက်ဒေဝရတ်ကဖះပေါ်မကျေနပ်ဘူးဘာလို့မကျေနပ်သူနှမအကြီးလားငယ်လားတော့မသိဘူးနော်